ဒီလူငယ်ဟာဟိုတယ်ခန်းထဲမှာအမတ်မတင်လက်တီးနဲ့ထိုးမိရကနေနေရန်ကြီးပေါက်ထွက်သွားခဲ့ပါတယ်သူကိုယ်တိုင်လည်းထိတ်လန့်သွားပြီးနောက်ဆုတ်ရင်းနဲ့မှုရအောက်မှာပါပိတ်မိသွားခဲ့ပါပေါ့အပြင်ကနေလူကြီးတန်းတွေကြားလိုက်ရတဲ့အခါဟိုတယ်ကိုရော်ကြေးပေးဖို့ပတ်စံလည်းမရှိတာကြောင့်အမြန်ဆုံးထွက်ပြေးခဲ့ရပါတော့တယ်လမ်းပေါ်မှာရှန့်လာရင်းနဲ့သူ့ခေါင်းပေါ်ကနေအေယာမဘလူးကြီးတကောင်ပြန်တန်းသွားတာကိုတွေ့လိုက်ရတယ်သူလည်းဆက်စုချင်တဲ့နဲ့အဲ့ဒီနောက်ကိုလိုက်သွားခဲ့တာပေါ့ဟိုဘက်ရောက်တော့လူတစုကအဲ့ဒီဘလူးကိုဝိုင်းဖမ်းနေကြတာကိုတွေ့ရတယ်အမျိုးသမီးတစ်ယောက်ကသူ့ကိုအန်ဒီယေရှိလို့အနားမလာဖို့တားပြီးမြင်သူကတော့ကျွန်တော်စပိန်ပြောက်လို့လာရှာတာပါလို့ပဲအေးအေးဆေးဆေးပြန်ပြောနေခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကသူ့ကိုလူအမတ်နဲ့လှည့်ထွက်သွားချိန်မှာသူကလှမ်းတားဖို့ကြိုးစားရင်းအမတ်မထင်တွန်းလိုက်မိတာအမျိုးသမီးဟာ9မီတာလောက်အထိလွန့်ထွက်သွားပါတော့တယ်အဲ့ဒီတော့မှသူ့ရဲ့ခွန်အားကတာမန်မဟုတ်မှန်းသိသွားတဲ့အမျိုးသမီးကအစွမ်းတိုင်းတာတဲ့ခရိယာလေးနဲ့စမ်းသက်ကြည့်ပေမဲ့ရလက်ကတော့တာမန်လူတစ်ယောက်လိုပဲပြနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲပိုက်ကိုနဲ့ဖမ်းထားတဲ့ဘလူးကြီးကပြင်လွှတ်လာပြီးအမျိုးသမီးရဲ့အဖွက်သားတွေကိုအလွယ်တကူပဲအနိုင်ယူလိုက်ပါတယ်အမျိုးသမီးဟာအသက်အန္တရာယ်နဲ့ကြုံနေရချိန်မှာဒီလူငယ်ကတော့စပိန်လေးတွန်းဒီဘာမှမဖြစ်တယ်လို့ချက်လျှောက်သွားခဲ့တယ်ဘလူးကြီးကသူ့ကိုအထင်သေးတယ်လို့ခံစားရပြီးလူငယ်ကိုဝင်တိုက်လိုက်ရမှာလူငယ်ကတော့ကြောက်ကြောက်လန့်လန့်နဲ့ရှောင်လိုက်မိပါတယ်ဒါပေမဲ့သူတတိပြန်ဝင်လာချိန်မှာတော့သူ့ရဲ့အချစ်တော်စပိန်လေးကပျက်စီးသွားပြီလေသူဟာအကြီးကျယ်ဒေါသထွက်သွားပြီးဘလူးကြီးကိုအားကုန်ကန်ပြစ်လိုက်ရမှာဘလူးကြီးဟာကောင်းကင်အပြင်ဘက် stratosphere အထိလွင့်ထွက်သွားပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့အမျိုးသမီးဟာမှွင့်တာသွားပြီးသူ့ကိုအိမ်ခေါ်သွားကနောက်ထပ်အစွမ်းတိုင်းနဲ့ဆက်တစ်ခုနဲ့ထပ်ဆန်းပါတယ်အဲ့ဒီဆက်မှာအယောင်လေးစုံလေးစွမ်းအားကြီးလေလို့သူမကရှင်းပြနေတော့ဘေးကတထဲသားတယောက်ကတော့ဒီလူကကြည့်ရတာရှုံးနှိမ်သူနဲ့တူတယ်ဆိုပြီးနှိမ့်လိုက်ပါသေးတယ်အဲ့ဒီတထဲသားကသူ့အစွမ်းကိုကြွားကျင်တာနဲ့စပ်ပေါ်လက်တင်လိုက်တဲ့အခါအစိမ်းရောင်အလင်းတန်းတွေထွန်းလာပြီးဒန်ဒီယာလာတရဝါပုံစံပေါ်လာပါတယ်လူငယ်လေးစမ်းကြည့်ကျင်တာနဲ့ဆက်ပေါ်လက်တင်ထားပြီးမြဲအချိန်တော်တော်ကြာတဲ့အထိဘာမှထစ်မလာပါဘူးတထဲသားကဝိုင်းရည်နေတော့မှပဲရုတ်တရက်ဆက်ထဲကနေအယောင်ဆုံးအလင်းတန်းတွေပေါက်ကွဲထွက်လာပြီးအားပြင်းလွန်းတဲ့အကြောင်းဆက်ကြီးဟာအစိတ်စိတ်အမွှားမွှားပေါက်ကွဲသွားပါတော့တယ်လူတိုင်းလည်းအန်အော်လုံးတို့ဘာမှမပြောနိုင်ပဲစွန့်အားကုန်ကြ